ရှင်းပြခါခါအားလဲပေါက်နေပြီဒီတဲ့ကနေဒီကိုမချင်သွားနှုတ်လို့မရဘူးလို့ပြောတယ်စိတ်ရှိလေးနဲ့ရှင်းပြပါဟဲ့ तू ကမချီးလို့မရဘူးလို့မချီးရင်ဒီပု္ပ္ပာဘယ်လိုဆက်တော့မှာလဲ သူကပြောအရင်တော့အကျွေးအောင်မပြန်မစားသေးလို့မချီတော့ဘူးတဲ့ ဒီတစ်ခါငါနာမည်ပြောလိုက် အားနော်လာပြီကြည်ကြပဲတော့ချီလိုက်တော့ ဘလို့ဆက်တော့မှာတော့ဒီမှာဒီဟာကြီးကိုမချီးပဲတဲ့ငါတို့ဘလို့ဒီနှစ်ထဲကနေခုနှစ်ကိုနှုတ်ကြမယ်နှစ်ထဲကနေဘလို့ခုနှစ်ကိုနှုတ်ကြမယ်နှစ်ချောင်းမှရှိရလေဒုက္ခပဲစိတ်ညစ်တယ်သူ့ပတ်စံချီးကနေမှထင်နေလားမသိဘူးတစ်ချီးရမှာတစ်ချီလို့မရတော့ဘူးတဲ့အရင်ကအကျွေးစားအောင်မယ်တဲ့ အေးဒီတစ်ခါငါနာမည်ပြောလိုက်စိတ်ညစ်တယ်ဟဲ့နင်ပတ်စံချီးခိုင်းတာမဟုတ်ဘူးဒီတင်ချာကိုချီးခိုင်းတာ ဘသူရှိရချီးနေတာလေရော့မဆနာမှာနင်းဖေချာတောင်းလာတဲ့ပတ်စံရှိတယ်ရော့အမအကျွေးဆက်လိုက်ချီးစရာရှိရင်ယူပြီးွားရင်ပြန်ဆက်ရတယ်လေပြန်ဆက်လိုက်အဲ့မှာကြားလားပြောတာ ပြန်မပေးတော့ဘူး